တင်းအင်တာတွေကိုရုပ်တရက်ကြားတကောင်ဝင်လိုက်ပါလာမယ်လေဒါရုပ်ရှင်တွေကဇလန်မဟုတ်ပါဘူးဘလို့မထင်မှမထားတဲ့နေရာတွေမှာအန်အော်ဖေးကရောင်းနေခဲ့တဲ့တိရစ္ဆာန်များနံပါတ်1ဟာဝိုင်ရီကျွန်းနေပင်လယ်ကောင်ဒီထဲမှာ9မိနစ်စာခဏရတဲ့နွားတကောင်ကိုဗီဒီယိုမတန်တင်နိုင်ခဲ့ပါတယ်ဂုံးတော်ဖြစ်တဲ့နွားကပင်လယ်ထဲဘလို့ရောက်သွားလဲဆိုတာစဉ်းစားစရာပါဖိနိုင်ကျရှီဆုံးတစ်ခုတည်းတော့အဖေကတော့တင်မောနဲ့တဲလာတော့ရေထဲပြုတ်သွားတာပဲဖြစ်လာပါလိမ့်မယ်နံပါတ်2အလို့သမားတစုကအင်တာတုံးစကူထုတ်တဲ့ဟာလီထူးဆန်းတဲ့အတန်နဲ့ကြားခဲ့ရပါတယ်ဘာလဲဆိုပြီးတွားစစ်စစ်ကြည့်လိုက်တဲ့အခါမှာတော့ရက်ကူမီတာစုတစုအဲ့ဒီထဲမှာအေးဆေးဝင်အိတ်နေတာကိုတွေ့လိုက်ရပါတယ်သူအဲ့ဒီထဲဘလို့ရောက်သွားလဲဆိုတာမသိပေမဲ့ကြည့်ရတာကျွန်တော်ကိုပိုင်အိမ်မှာနေရတာထက်တောင်ပိုပြီးတက်တောင်တတ်တာဖြစ်နေပုံပါပဲနံပါတ်3ဩစတြေးလျကမီတာစုတစုကအင်ကိုဖင်စင်နေတော့မျက်နှာချက်ပုံမှာထူးဆန်းတဲ့အခုကိုတတိထားမိခဲ့ပါတယ်တာဝန်ရှိသူတွေကိုခေါ်ပြီးစစ်ဆေးလိုက်တဲ့အခါအိမ်ထဲမှာစပါကြီးမွေအတိုက်ကြီးတစ်ခုကိုအံ့ဩဖွယ်တွေ့လိုက်ရပါတယ်ငွေတွေအလေးချိန်ကြောင့်မျက်နှာချက်တောင်ဘလို့ကြော့နေခဲ့တာပါပွေမွေလင်းလင်းထဲကအရင်အိမ်ကြီးနေတော့နည်းနည်းလန့်သွားလောက်ပါတယ်နံပါတ်4ထင်ကြီးချိုးခန်းထဲမှာအေးအေးဆေးဆေးကိစ္စရှင်နေတော့ရုတ်တရက်အိမ်နဲ့ရံတော့မှာဘင်္ဂလားဂျာတဲ့ကြီးတကောင်ကိုမြင်လိုက်ရတယ်လို့မြင်အောင်ကြည့်လိုက်ပါသူဘလို့ရောက်လာလဲတော့လာမမေ့ပါနဲ့ဘသူမှစဉ်းစားလို့ကိုမရလို့ပါနံပါတ်5ဒါကတော့အန်အောစရာအကောင်းဆုံးပါပဲမီတာစုတစုကဒိုရီယန်ဟာရီကိန်းမုန်တိုင်းမလာခင်အိမ်ကောထွက်ခွာသွားခဲ့ပါတယ်မုန်တိုင်းအပြီးပြန်လာခဲ့ကောင်မှတော့သူတို့ရဲ့နွားလေးကအိမ်ခေါမိုးပေါ်ရောက်နေလာကိုတွေ့လိုက်ရပါတယ်ဘလို့ရောက်သွားလဲဆိုတာဘသူမှနားမလည်ပေမဲ့နွားလေးကတော့ဘီကင်းကင်းနဲ့အသက်ရှင်နေခဲ့ပါတယ်နံပါတ်6ကူရီဘမြို့မှာမွေးမီသူကမိတ်လာပိုင်လိုင်းတွေကနေဦးတန်းတွေကြားခဲ့ပါတယ်တာဝန်ရှိသူတွေကိုအကြောင်းကြားပြီးမိတ်လာဖုန်းကိုမကြည့်လိုက်တဲ့အခါမှာကပီဘဲရာအကောင်လေးပိတ်မိနေတာကိုတွေ့လိုက်ရပါတယ်ကန်ကောင်းထောင်မဆိုတာနဲ့ပဲသူ့ကိုအချင်းပြီးအပင်ထောက်ပြီးကဲတင်နိုင်ခဲ့ပါတယ်ဒီလိုစိတ်ဝင်စားစရာဗီဒီယိုလေးတွေကိုနေ့တိုင်းကြည့်ကြရင်အခုပဲ follow နှိပ်ထားလိုက်ပါဦးနော်